Hey, stop. ဘာလဲ Stop ဆိုတာဆက်သွားလို့ပြောတာဟုတ်ပါဘူးမဟုတ်ဘူး Stop ဆိုတာရက်လို့ပြောတာ ဘာလို့ ဘယ်သွားမလို့ ဘယ်သွားသွား ခုလိုပြင်းပြင်းလေးတွေ့ရတာဝမ်းသာတယ်ဗျာသိလား ဘာမှမစား နာမည်လေးကဘယ်လိုခေါ်လဲလို့ မပြော အေးဗျာမပြောဘူးဆိုတော့နာမည်ထဲမှာတော့မပြူမနီမဝါမမဲဒါပဲကြားဘူးပါဒါမှလည်းဟိုမပြောဘူးရလို့ ဟာမပြောဘူးလို့ပြောတာ ဩမပြောဘူးလို့ပြောနေတာလားမသိဘူးကျွန်တော်နာမည်များပြောနေတာလားလို့နာမည်လေးကဘယ်လိုခေါ်လဲလို့ နာမည်ပြောရင်လိုက်မနောက်ရှက်နေတော့နော် ရှယ်ဘူးရှယ် အဲ့ဆိုပြီးတော့တက်ပြီဆိုတော့ ဟာတဲပြူဆိုဟာဒါဆိုငါတို့အမှန်နာမည်နဲ့သွားစင် ချင်းမနာမည်ကဘယ်သူမို့လို့ မတ်တယ်မေလေ ဘာမှလည်းမစား ဟာဟုတ်ပါပဲဘာမှလည်းမဆိုင်ဘူး။အော်တဲပြီဆိုရင်မင်းအိမ်အောင်ရှိလား ပြိုဘာလို့မို့ ။ဟာငါလည်းလက်ပြိုပဲ ဟာလူပြောလို့ပါဘာလို့လာပြောလို့ လူပြိုပဲ။တဲပြီဆိုရင်မင်းကိုလေသူကတကယ်တန်ရုံးခင်ဖြစ်နေတာပါကွာ။မင်းကငါချစ်တဲ့မြတ်တာတွေကဟာဒီလိုတင်စားလိုက်ချင်။မင်းကချစ်တယ်လို့ပြောတော့မှအဲ့ဒီမှာပန်းမွေးလေးစီချသွားမယ်ဆိုရင်အခုလောက်ဆိုပန်းတောင်တိုင်းတော့ဖြစ်သွားနိုင်ပြီလား။ဟာမိုက်တယ်ကွာရှယ်တယ်။ပါမလေးပဲရှိနေပြီလား။ ဒီပါ ဒီမှာကွာတဲပြီဆိုရင်မိုးတွေဘလောက်ပဲရွာကွာနောက်ရိုးမကြီးတာအရေးပြောကြသွားမယ်ဆိုကိုယ့်ရဲ့ချစ်တရားမင်းပေါ်မှာဘယ်တော့မှပြစ်ပြတ်သွားမှာမဟုတ်ဘူးယုံလားတော့မသိဘူးယုံပါနော်မယုံဘူးနဲ့ဝမ်းသာပါလေ ဘာလို့ပြောလို့ ငါမင်းလေးရဲ့ဆိုင်းရည်တွေကအေးတယ်ပန်းတွေကမွေးတယ်ဘယ်ဆန်းလဲဘယ်လိုပဲအေးဘယ်ပန်းတွေဘယ်လိုပဲမွေးပါမပေါက်နေတဲ့သွေးစုတော်ကြီးကအားနာတာသိလားဟုတ်ပါလေတဲပြီဆိုရင်မင်းကချစ်တဲ့မြစ်တာတွေကဘာနဲ့လမ်းသနာတူလဲဆိုတွန်းတဲ့ဆေးဘူးနဲ့တူပါတယ်မင်းကလေးရဲ့တွန်းတဲ့ဆေးဘူးဆိုတော့ရောင်ဝတ္ထုတကူဟာဟဲ့လို့ညှင်းလိုက်လို့ရှိရင်ပြန်သွင်းလို့မရတယ်လို့ကိုယ့်ရဲ့ချစ်တရားပြင်းပြန်သွင်းလို့မရတာအမှန်မှချစ်ရဲ့